ဒီနေ့ဆိုလို့ရှိရင်စကားမကလုံးမဲ့ရွေးကောက်ပွဲ28ရက်12လ2025ရက်နေ့ရောက်ဖို့9ရက်အလိုဖြစ်တဲ့အတွက်ကျွန်တော်ဆွေးနွေးခြင်းတဲ့ချက်ကတော့ဘယ်သူကိုမဲပေးမလဲဘယ်ပါတီကိုမဲပေးမလဲဆိုတဲ့တွေးကြည့်ရင်ပြေးကြည့်တာထက်သိကြတယ်ဆိုတဲ့ဆွေးနွေးချက်ကလေးကိုအများပြည်သူသိရှိနိုင်ခြင်းဝေမျှပေးခြင်းလို့အခုဗီဒီယိုဖိုင်လေးကိုကျွန်တော်တင်လိုက်ရခြင်းဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာရွေးကောက်ပွဲတွေကျင်းပခဲ့တာအလေးလေးပါပဲသို့တော့ခုကျင်းပမဲ့ရွေးကောက်ပွဲဟာဘာနဲ့လားသဏ္ဍာန်တူလဲလို့ကြောက်မဲ့ဆိုရင်ဥပမာတစ်ခုဆွေးနွေးတင်ပြခြင်းပါတယ်အဲ့ဒါကတော့နိုင်ငံတကာဈေးကွက်မှာကဏန်းရောင်းတဲ့ကုန်တယ်တယောက်မှာနိုင်ငံ၄နိုင်ငံကကဏန်းတွေပလိုင်းလေးထဲမှာထည့်ပြီးသူဟာရောင်းလာတယ်အဲ့ဒီကဏန်းတွေကတော့စင်ကာပူနိုင်ငံကထွက်တဲ့ကဏန်းမလေးရှားနိုင်ငံကထွက်တဲ့ကဏန်းအင်ဒိုနီးရှားနိုင်ငံကထွက်တဲ့ကဏန်းမြန်မာနိုင်ငံကထွက်တဲ့ကဏန်းဆိုပလိုင်းလေးတွေနဲ့မှာပလိုင်းတွေထဲမှာထည့်ပြီးအယောင်းဝယ်လုပ်ပါတယ်အဲ့လိုရောင်းဝယ်လုပ်တဲ့နေရာမှာကဏန်းရောင်းသောကုန်တွေကကဏန်းရောင်းသောဈေးတွေကစင်ကာပူပလိုင်းကိုလည်းဖုံးပိတ်ထားပါတယ်မလေးရှားပလိုင်းကိုလည်းဖုံးပိတ်ထားပါအင်ဒိုနီးရှားကဏန်းထည့်ထားတဲ့ပလိုင်းကိုလည်းအဖုံးပိတ်ထားပါတယ်ဒါပေမဲ့ထူးထူးခြားခြားတစ်ခုတွေ့ရပါတယ်အဲ့ဒါကတော့မြန်မာနိုင်ငံကလာတဲ့ကဏန်းအဲ့ဒီကဏန်းတွေကိုကြတော့ပလိုင်းမှာအဖုံးပိတ်မထားပဲဖွင့်ထားတာကိုတွေ့ရပါတယ်အဲ့ဒီဖွင့်ထားတဲ့မြန်မာနိုင်ငံပလိုင်းထဲမှာကဏန်းပေါင်းစုံပါပါတယ်စိုက်သေးစိုက်ကြီးစိုက်လက်စိုက်မျိုးစုံပါတာပေါ့ဒါပေမဲ့အဲ့ဒီကဏန်းထဲအဲ့ဒီပလိုင်းထဲမှာကကဏန်း59ကောင်ပါတယ်59ကောင်က50နဲ့တကောင်ကရွယ်တူတန်းတူကဏန်းလေးတွေဖြစ်ပြီး4ကောင်ကအလက်ဆိုင်လောက်ရှိပြီ2ကောင်ကကဏန်းအကြီးတွေပေါ့ဒါကိုပြောပြချင်တဲ့သူကဟာခမရဈေးဝယ်သူကကဏန်းကုန်တယ်ကြီးဟိုဘက်ကပလိုင်းလည်းပိတ်ထားတယ်မလေးရှားပလိုင်းပိတ်ထားတယ်စင်ကာပူပလိုင်းလည်းပိတ်ထားအင်ဒိုနီးရှားပလိုင်းလည်းပိတ်ထားတယ်မြန်မာပလိုင်းမပိတ်ရင်အကောင်တွေကထွက်ကုန်မှာပေါ့ဗျာလို့သူကပြောလိုက်တဲ့အချိန်မှာဈေးတွေကကုန်တွေကမပူနဲ့အဲ့အတွက်ဘာဖြစ်လို့လဲဆိုတော့မြန်မာကဏန်းတွေကသူများနိုင်ငံကဏန်းတွေလို့မဟုတ်ဘူးသူများနိုင်ငံကဏန်းတွေကဖွင့်ပေးလိုက်ရင်ထွက်ပြေးနိုင်တဲ့စွမ်းရည်ရှိတယ်မြန်မာနိုင်ငံကပလိုင်းတွေကကဏန်းတွေကတကောင်အပေါ်တက်ရင်အတက်မခံဘူးတကောင်ကဆွဲချတကောင်ပေါ်တက်ရင်တကောင်ကဆွဲချတယ်အထူးအဖြစ်တော့အဲ့ဒီ50ကောင်တော့ရွယ်တူကဏန်းလေးတွေအပေါ်မတက်နိုင်အောင်4ကောင်စိုက်ရှိတဲ့ကဏန်းလေးတွေကဆွဲချတယ်အဲ့ဒီ4ကောင်ကဏန်းကိုအကောင်ကြီး2ကောင်ကဆွဲချအဲ့လိုနဲ့59ကောင်လုံးပလိုင်းတော့တာဖွင့်ထားတယ်သူတို့အတွက်ထွက်ပေါက်မရှိခဲ့ဘူးအဲ့ဒီအတွက်မပူပါနဲ့ဗျာလို့ပြောလိုက်တယ်လို့ပါပဲကျွန်တော်တို့ရွေးကောက်ပွဲကြီးမှာလဲအားလုံးမိဘပြည်သူများမဲပေးရွေးချယ်တော့မယ်ဆိုရင်စဉ်းစားရမယ့်အတိုင်းကဘယ်လိုပုံကုမျိုးတွေဟာထိတ်ကိုရောက်လာနိုင်တယ်လဲဘယ်လိုမျိုးတွေဘယ်လိုပုံကုတွေဟာနိုင်ငံတော်နဲ့နိုင်ငံသားများရဲ့အရေးကိုခရုတစိုက်ရှိနေလေအဲ့တော့ဒီရွေးကောက်ပွဲကြီးမှာဓမ္မဒိဋ္ဌံကြနဲ့တွေးကြည့်လိုက်ပါမယ်ကျွန်တော်ပြောချင်တာကဘယ်လိုပါတီဘယ်လိုကိုယ်စားလှယ်တွေဟာဒီပွဲမှာတက်လာနိုင်ကြအကြောင်းရှိတယ်လေလို့ပြောမယ်ဆိုရင်ရေမြင်းဥပမာနဲ့အလားတန်တူပါတယ်ရေမြင်းဟာနံပါတ်1အသားစားလို့မရဘူးသုံးဝင်နံပါတ်2နိုးတောက်လို့လည်းမရဘူးနံပါတ်3အရေးခွန်ကြတော့လေအသုံးဝင်မှုနောက်ကိုရင်းကလေးကစားနံပါတ်4ကိုရင်းကစီကြတယ်လေစေဘတ်ဝင်မှုမရှိဘူးနံပါတ်5အလားချိတ်စရာဥကျိုးဆိုတာလည်းသူတို့မှမပါဘူးနံပါတ်6အလားမွေးရလို့လည်းမရဘူး
နမက်ခေါ်ရုပ်ဆအစုံပြောရမယ်ဆိုရင်ခိုင်းစားလို့လည်းမရဘူးဒါပေမဲ့ရေမြင့်ဆိုတဲ့ပုံကိုယ်တွေအစာစားဖို့ကြတော့တလေကုန်လုံးတစ်ချိန်လုံးပါဇက်ကြီးတို့ဖဲဟထားကြတာကိုတွေ့ရတဲ့အကောင့်တွေပါပဲဒီလိုရေမြင့်နဲ့တူတဲ့အကောင့်တွေဟာကိုယ်စလဲတွေထဲမှာရောပါတီတွေထဲမှာရောနိုင်ငံအုပ်ချုပ်မင်းလုံးမဲ့လူတွေထဲမှာရောအဲ့လိုရေမြင့်မှုတွေကရေမြင့်လို့ပုံကိုယ်တွေကမင်းမှုနေတယ်နောက်ပြီးသူတို့မှထူးခြားတာကခုနကျွန်တော်ပြောသလိုအသားလည်းစားမရဘူးနှုတ်လည်းတောင်းမရဘူးရေခွန်လည်းတုံးစားလို့မရဘူးဆိုကြပါကလီစာတွေကလည်းစိတ်ပတ်မအလားချိတ်ဖို့ဥကျုပ်လည်းမပါဘူးအလားမွေးလို့လည်းမရဘူးနောက်ဆုံးရုပ်ဆအစုံသူကခိုင်းလို့လည်းမရဘူးလို့ကျွန်တော်တင်ပြလာတဲ့အခါမှာသူတို့ထူးဆန်းနေတာဘာမှသုံးမရပါဘူးဆိုတဲ့ဒီရင်ရင်းတွေကလေယာရနေတာကိုခင်ဗျားတို့တွေ့ရပါလိမ့်မယ်အဲ့လိုပါပဲမကြတော့ကာလမှာရေမြင့်နဲ့တူတဲ့ကိုယ်စားလှယ်တွေရေမြင့်နဲ့တူတဲ့ပါတီတွေအထူးအဖြင့်အဲ့လိုအကောင်ကြီးဗဇက်ပြဲနဲ့စားဖို့တတ်ချောင်းနေတဲ့ရေမြင့်တွေစုထားတဲ့ပါတီကထိတ်ဆုံးကရောက်လာမှာဖြစ်တဲ့အတွက်အခုလာမဲ့ရွေးကောက်ပွဲမှာအဲ့ဒီရေမြင့်ကြီးတွေဖျဲကားပြီးတော့အစာတောင်းပြီးစားယုံတက်လောက်နဲ့သူတို့တွေရက်တီနေတဲ့ရေမြင့်လို့ပုံကိုယ်တွေကိုမဲပေးဖို့ရာအတွက်များမိတ်ဆွေတို့ပြည်သူအပေါင်းတို့ရည်ရွယ်ထားတဲ့ဆိုရင်ရေမြင့်နေထားတာကတော့တရိษံဥယျာဉ်ထဲမှာထားတာဖြစ်တဲ့အတွက်တရိษံဥယျာဉ်ထဲမှာရှိတဲ့ဗဇက်ဟပြီး